အားလုံးပဲမင်္ဂလာပါပန်းသီးလေးဝယ်လာတယ်ဈေးကနေပြီးတော့ဒီချက်ပန်းသီးလေးမဝယ်တတ်ပါဘူးဒီမှာပန်းသီးလေးတွေပါ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 တွေ့လားဒီချက်ပန်းသီးလုံးဝမဝယ်တတ်ပါဘူးပန်းသီးတစ်လုံးကို3500ပေးရပါတယ်အဲ့မှာကိုမရွေးတတ်တဲ့ခါကျတော့ဒီမှာပန်းသီးကအနာလေးပါလာပါတယ်ရှင်ဒီမှာတွေ့လားဒါကြောင့်မို့အသီးနှံကိုကိုယ်တိုင်ဝယ်စားတဲ့လုပ်ကိုလုံးဝမလုပ်ပါဘူးရှင်ဝယ်တိုင်းပန်းသီးလေးမှာအနာလေးပါပါတယ်ရှင်အသီးနှံဝယ်တာမကျွမ်းပါဘူးရှင်ဝယ်တိုင်းလည်းကံမကောင်းပါဘူးရှင်ဒီမှာကြည့်ပါဦးအနာလေးတွေပါတယ်မဝယ်တတ်ပါဘူးရှင်